ငွေလိုတယ်လို့ပြောတာနဲ့ငွေလိုတယ်လို့ကိုပစက်ကနေပြီးတော့တလိုက်တာနဲ့ကိုထံကိုငွေဝင်လာစေဖို့အတွက်ကိုနေ့စဉ်ပတိတပတ်စိတ်ပေးရမယ့်ခါလာတစ်ပုတ်ကိုတင်ပေးမယ်တေချာနားထောင်ပြီးပေါ့နော်အဓိကကကိုကငွေလိုနေတယ်ငါငွေတွေလိုလိုက်တာလို့ပစက်ကနေပြီးတော့ထုတ်ပြီးတော့ပြောလိုက်ရုံနဲ့အဲ့ဒီပတိတပတ်ကိုနေ့စဉ်စိတ်ထားတယ်အနည်းဆုံး9ရက်လောက်စိတ်ထားတဲ့သူက9ရက်မြောက်နေ့လောက်ဆိုလို့ရှိရင်စပြီးတော့ထူးခြားလာလိမ့်မယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ငါငွေတွေဝင်ကျင်တယ်ငါငွေတွေလိုချင်တယ်ဆိုပြီးတော့ငါမှငွေနဲ့ပတ်သက်ပြီးတော့သုံးဆရာဆွဲဆရာရှိတယ်ငါဘယ်သူ့ကိုဘာအတွက်ပေးဖို့လိုအပ်နေတယ်ပြီးပြီဆိုလို့ရှင်ငါဝယ်ဖို့အတွက်ဘာလေးဝယ်ဖို့အတွက်ငါမှငွေဘယ်လောက်လိုနေဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပြောလိုက်ရုံနဲ့ကိုထံကိုတိတိတတ်တာငွေဝင်လာပြီးတော့အဲ့ဒီကိုမှရှိနေတဲ့ပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့အစင်မပြေမှုတွေအားလုံးကပိန်းကြရွက်ပေါ်ရင်မတင်တလူမျိုးပဲလုံးဝဒါကိစင်လွင်းပြောက်သွားစေမဲ့ခါတာပေါ့နော်အဲ့ဒါကိုတေချာတင်ပေးမယ်ပတိတပတ်ဖြစ်တဲ့အတွက်ကိုခါတာကိုအတူချုံလေးပဲတင်ပေးမယ်ပေါ့နော်အုံတီတန်ဗုဒ္ဓဘာတိတာတိတတ္တာနော်အဲ့ဒါလေးပဲအုံတီလံဗုဒ္ဓဘာဝိတာတိတတ္တာ sorry ကျွန်မဒီရပိုင်းနေတိတ်မကောင်းလို့ပေါ့နော်အတန်လေးနည်းနည်းအစိမပြေဖြစ်သွားရင်တောင်းပန်ပါတယ်နောက်ဆုံးတစ်ခေါက်ပြန်ရွပြပဲเนาะအုံတိတံဗုဒ္ဓဘာဝိတာတိเนาะဘာဝိတာတိတတ္တာအဲ့တိုင်းလေးပဲအဲ့ဒါလေးကိုအဲ့ဒီလေးလုံးလေးကိုတစ်ခေါက်ရွပြတာနဲ့ပတိလေးတစ်လုံးချတရက်ကိုပတိတစ်ပတ်ပဲစိတ်ကျိန်းလေးပါကိုထူကြလိမ့်မယ်เนาะ